တထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေအဲ့နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုရသော်ဗျာလက်ထက်တုန်းကကင်းကမြေကမ်းခြေမှာပါတလိဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှုမြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေနေရာတွေရိုက်ပြီးဆိုကြတဲ့လက်တွေကနေရာဥကုန်ပြီးတဲ့လက်တွေကရင်လာပြီးနေရာဥတယ်တဲ့လူတွေမသိဘူးဘယ်သူကသိတုံးဆိုမြတ်စွာဘုရားဒေဝစကုနဲ့ကြည်တဲ့အခါသိတာကောင်းမေးဆိုတဲ့နေရာကိုတကိုးကြည့်တဲ့နတ်ကယူထားတယ်သူစင်တန်းနဲ့သူပဲအဲ့တကိုးကြီးဆုံးနတ်ရှူတဲ့နေရာကိုမြို့ပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည်နတ်တွေကတကိုးကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကိုးကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကိုးကြီးဆုံးနတ်ကနေတယ်သူအစ်နဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့ဒါပါတလိဆိုတဲ့ရွာကြီးကိုမြို့တီတုန်းကမြတ်စွာဘုရားကလောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝစကုထဲမှာပါတလိမြို့ကလည်းလူတွေကသာအကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတာပါလားကြည့်လိုက်တော့တကိုးကြီးတဲ့နတ်တွေနေရာယူတဲ့နေရာပင်းဆိုရစာနေရာသူတဲ့အဆင့်တစ်ဆင့်နှိမ့်သွားရင်မူကြီးမရအဲ့တဲ့တစ်ဆင့်နှိမ့်သွားရင်တထေးသေးကျွဲအဲ့တဲ့တစ်ဆင့်နှိမ့်သွားတယ်ကြတော့တမန်ရကွက်တွေဖြစ်သွားသူအဆင့်လိုက်လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းတဲ့ဆက်ဒါကတော့မှန်တာပဲတထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေသူဆင်းလိုက်သူနေကြတယ်ဆိုတာသဘာဝကြပါဘောကြချမ်းသာပြီးဆင်းမြင့်တဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရနတ်တွေကလည်းဘုံကရှိတဲ့နတ်တွေနေကြခေတ္တရန်ကုန်မြို့ကတင်းချိုင်းနေတဲ့မှာအိမ်နေဆောက်တာကြတော့ဘသူတွေနေကြတယ်တော့မသိဘူးနော်တင်းချိုင်းတွေကတော်တော်များများလူနေရဌာနတွေဖြစ်ကုန်တကိုးကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကိုးမကြီးတဲ့နတ်တွေကအလိုလိုဘေးခွာသွားကြရတာဒါသဘာဝပဲလူမမဟုတ်ဘူးတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတကိုးကြီးတဲ့နတ်ရောက်လာရင်တော့ခုနကအဆိုးသွမ်းနေရဘေးရောက်သွားတာမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကျောင်းတောင်းလေးတနေရာကအဲ့ဒီကသွားရင်ကြက်သိမ်းထားတယ်ဘာကြောင့်လို့မသိအလုံးကလည်းညနေဆိုမသွားရကြတော့ဘူးအဲ့နေရောက်သွားရင်စိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီနေရာကိုဘောဓိပင်နဲ့ဆိုင်လိုက်ရောအကြက်သိမ်းထားတာတွေလည်းပျောက်သွားတယ်တော့နေဝီရိုးကြီးလဲခုနအဲ့ဒီနေရာရောက်လို့စိတ်ထဲမသားမရမကြည်မလင်းဆိုတာလည်းမဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါပေမဲ့လို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဘောဓိပင်စိုက်လိုက်တဲ့အခါမှာဘောဓိပင်ဆောင်းတဲ့တကိုးကြည့်တဲ့နတ်ရောက်လာဖို့ရလာတဲ့အခါအဆိုးအသွမ်းတွေကပေးဖယ်သွားကြတယ်မရှိတော့ဒါဘုစိတ်ကြည့်တယ်အဲ့တော့တင်းချိုင်းနေမှာလည်းပဲမျိုးပြတီထောင်လိုက်လို့တကိုးကြည့်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်တော့ခုနတကိုးမရှိတဲ့ဆိုးသွမ်းတဲ့နတ်တွေပါတွေကပေးရောက်သွားတာဖြစ်ဒီလိုလည်းဖြစ်နိုင်ပါဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါတလိပုတ်မြို့ကြီးတည်တဲ့အခါမှာနတ်တွေနဲ့များတိုင်ပင်ပြီးတည်ထားသလားလို့ထင်ရလောက်အောင်ရုပ်ွက်ရာွက်တွေချထားပုံက
လူတွေနေရာဥရမဟုတ်ဘဲနဲ့နတ်တွေကပါနေရာဥနေတာကိုမြတ်စွာဘုရားမြင်ရတယ်ပြင်တို့ရှမ်းနန္ဒာကိုမိတ်တယ်ဒီပါဠိပုတ်မြို့ကြီးကိုဘသူတွေလဲတဲနေတာဆိုသူနိဒနဲ့ဝတ္တကာရမတ်ကြီးတို့ပါဗျာ